တပုတ်လာကွယ်ဒီအချိန်ခါကိုထဲမတွက်မိတာကိုတို့နှစ်ယောက်ဖြစ်တွေ့ရှိပါစေကံကြမ္မာတရားကတို့အတွက်မများတာနင်းကိုလေးလုံးမဆက်ရက်ပါကိုနှလုံးသားအပြီးပိုင်မင်းနိုးဆုံးအကျဉ်းနာနေမဆုံးနိုင်တာကိုမေးလိုက်ကြမယ်နော်ညဉ့်ညဉ့်သာသာနားလေးများစွာကိုအမတ်တရားသိငါထားမယ်ကိုရနိုင်လေးများဆွဲလျက်ခင်ဒီတဲမှာလေးသာသာနဲ့ရင်စုံစည်းမှုကိုမမေးနိုင်ပါချင်းမဲကြပြတပုတ်ပဲကွယ်ကိုရိုနှစ်ယောက်ဖြစ်တွေ့ရှိပါစေကံကြမ္မာတရားကတို့အတွက်မများတာနင်းကိုလေးလုံးမဆက်ရက်ပါကိုနှလုံးသားပြီးပိုင်မင်းယူနော်ကိုအမျက်နှိုးဆုံးအကျဉ်းနာနေမဆုံးနိုင်တာကိုမေးလိုက်ကြမယ်နော်ညဉ့်ညဉ့်သာသာအနမ်းလေးများစွာကိုအမတ်တရားသိငါထားမယ်လေကိုရနန်းလေးများဆွဲလျက်ခင်ရတဲ့မလေးသာသာနဲ့ရင်စုံစည်းမှုကိုမမေးနိုင်ပါဒါဟာတခြင်းပဲကြပြတပုတ်ပဲ